ဒီကနေ့အဲ့ဒါပြောပါဘာပဲလှုပ်အမျိုးသားရေးအမြင်နဲ့အလုပ်လုပ်ကြပါဘာအမြင်နဲ့အလုပ်လုပ်ရမလဲအမျိုးသားရေးအမြင်နဲ့လုပ်မျက်စိနဲ့ကြည့်ရင်လည်းအမျိုးသားရေးအမြင်နဲ့ကြည့်ပါနားနဲ့ကြားနိုင်လည်းပဲအမျိုးသားရေးအမြင်နဲ့နားထောင်ပါအဲ့ဒီလိုပဲဘလို့အလုပ်ပဲလုပ်အမျိုးသားရေးအမြင်နဲ့ပဲအလုပ်လုပ်ပါစားကြလဲအမျိုးသားရေးအတွက်ပဲစားသွားလဲအမျိုးသားရေးအတွက်ပဲသွားအယောင်းဝယ်လုပ်လဲအမျိုးသားရေးအတွက်ပဲလုပ်အဲ့ဒါတွေဦးဇင်းတို့တိုင်းသူပြည်သားတွေမှာအားနည်းနေလို့ဒီကနေ့လိုက်ဟောနေတာသူတို့တွေကြတော့နော်ငါတို့ကြည့်ဘာပဲလုပ်အမျိုးသားရေးအမြင်နဲ့ပဲလုပ်တာကြံ့ခိုင်ဖွံ့ဖြိုးရေးခင်မရောက်ခင်တော့ကစစ်ဆိုးရခဲ့စစ်ဆိုးရနဲ့ပေါင်းပြီးတော့သူတို့တွေအမျိုးသားရေးအမြင်တစ်ခုတည်းနဲ့အလုပ်လုပ်ခဲ့ကြလို့ဒီကနေ့ရန်ကုန်မြို့ကြီးရဲ့ဆောက်လုပ်ရေးဈေးကွက်ကိုသူတို့အုပ်စီးသွားပြီးချုပ်ကိုင်သွားတယ်အဲ့ဒါအမျိုးသားရေးအမြင်နဲ့လုပ်တာသူတို့လည်းစစ်တပ်ကိုချစ်တယ်လို့တော့မထင်နဲ့သူတို့မျိုးသားကျိုးစီးပွားတဲ့စစ်တပ်နဲ့ပေါင်းလာအဲ့ဒီလိုပဲကြက်ခံခွန်ကြီးခက်ကောင်းလာတော့အလုံးလိုက်အရင်လိုက်ကြက်ခံဖွံ့ဖြိုးရေးတဲ့သူတို့ဝင်ကြတယ်မျိုးသားရေးအမြင်နဲ့နိုင်ငံရေးလောက်တာနိုင်ငံရေးခံရရှိလို့မဟုတ်ဒီမိုကရေစီကိုနားလည်လို့မဟုတ်လူ့အခွင့်အရေးကိုလေးစားလို့မဟုတ်သူတို့ကိုယ်တိုင်ကလူ့အခွင့်အရေးကိုချိုးဖောက်နေတဲ့သူတွေလွတ်လပ်စွာကိုယ်ဝယ်ခွင့်ကိုရရဆက်ဆက်ချိုးဖောက်နေတဲ့သူဒါပေမဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီတွေဝင်တယ်အားကြောင့်လဲဒီပါတီအာဏာရရသူတို့တွေနေရာရသူတို့တွေနေရာရသူတို့အမျိုးသားအကျိုးစီးပွားအတွက်အများကြီးလုပ်နိုင်နောက်ဆုံးအကာအကွယ်ပေးနိုင်ဒီရွယ်ချက်နဲ့ဝယ်ဒီကနေ့ LLD ခက်ကောင်းလာတော့ LLD တွေပြောင်းပြီးသူတို့တွေနေရာယူသွားကြပြီဘယ်မျိုးမှာကြည့်ရုံးထိုင်နေမုတ်စိတ်ဒီအဲ့တော့မိထီလာရောက်တော့မိထီလာတခါတော့လည်းရှောက်တယ်ခွတ်တောင်းမဟုတ်တော့ပါဘူးဆရာတော်မွတ်တောင်းဖြစ်သွားပါပြီဘာကြောင့်လို့ဗျာမွတ်စလင်နေကြီးပဲခင်ဗျားပြောတဲ့စကားလည်းမစိုးဘူးဗျာဆရာကြီးနော်သူတို့နိုင်ငံရေးခံရမရှိဘူးဒါတော့နိုင်ငံရေးလုပ်တယ်ဘာအမြင်နဲ့လုပ်လဲမျိုးသားရေးအမြင်နဲ့လုပ်တယ်ဒါပဲအဲ့တော့ဘာဖြစ်လဲသူတို့တွေနေရာရတော့ဘာဖြစ်လဲသူတို့လူမျိုးသူတို့ဘာသာတိုးတက်အောင်လုပ်နိုင်တာပေါ့တခုပဲပြောလိုက်သူမျိုးလာမျိုးရောက်ဦးစင်းနေစီးပြီးတိုင်အာသာနေနေရ NLD ရုံးမှာဆုံးကတ်ချင်တာဆုံးကတ်ခွင့်မရဘူးထောင်းနေပြီတော့ရိုင်းရိုင်းလာကဒီအုပ်ချုပ်ရေးမှုကဒီအာဏာပိုင်တွေကဘိုးကျော်ဆန်းဆုံးတဲ့နေ့တော့ဆုံးကတ်ခွင့်ပဲဘာကောင်းနေလဲမဟုတ်ဘူးဗျာတဲ့ NLD ရုံးကကလားအိမ်ငှားပြီးဖွင့်တာကလားခွင့်မပေးတာသေဟာပြီးရောသူတို့နေရာရသွားပြီလေ NLD ရုံးလေးအငှားဖွင့်တဲ့အိမ်ကတော့မှဒီဆုံးကတ်ခွင့်ကိုပိတ်ပင်ခဲ့ဒီပါတီဥက္ကဋ္ဌဖြစ်သွားခဲ့တော့ဒီနိုင်ငံခေါင်းဆောင်ဖြစ်သွားခဲ့တော့ဒီလွတ်တော်ကိုယ်စားလှယ်လွတ်တော်အမတ်ဖြစ်သွားခဲ့တော့စဉ်းစားကြည့်ပါ
မလွယ်ဘူးနော်ဒီကိစ္စအလေးနဲ့တွေးလေးကြောင်းစရာကောင်းနေတယ်သူတို့တွေစီဝါရေးလောက်လဲမျိုးသားရဲ့အမြင်နဲ့လောက်တယ်အဲအောင်သူတို့မျိုးသားတွေဟိုမြေတွေလိုက်ဝဲတာအိမ်တွေလိုက်ဝဲတာဒီငွေတို့ပိုက်ပြီးတော့မင်းကလေးတွေလိုက်တောင်းတာဒီဟာတွေပြရင်မင်းကလေးတွေကိုမြှုပ်ဆွဲတာအကုန်မျိုးသားရဲ့အမြင်နဲ့အကုန်လုံးနေတာအကုန်ကတ်တာစစ်ဆွဲရကောင်းတော့ဗိုလ်ချုပ်ကြီးတွေကိုကတ်ပါတီထောင်တော့ပါတီခေါင်းဆောင်တွေကတ်အဲဒီအားကောင်းတော့ဒေါ်စန်းစုကြည်ကိုကတ်ဒါကြည့်ဒေါ်စန်းစုကြည်အမေရိကန်ပြန်နိုင်ငံခြားပြန်လာလေစိတ်မှာသူ့ကားပဲစီးလာမန္တလေးကိုလာတယ်လေစိတ်မှာသူ့ကလားပဲကလားကားပဲစီးလာကတ်ထားပြီအပီကတ်သားပြီဘယ်ရိုနယ်ရိုဘလောက်ကောင်းခင်ဗျာ4-5 ယောက်ကတ်ထားလှုပ်ကူမလှုပ်တော့ရခိုင်ပြည်အတော်ယုံနဲ့အသက်ခံရတာဒေါ်စုတခေါ်မှပြောနိုင်တော့ဘာတတ်နိုင်အဲ့ဒါမှတ်ထားသူတို့တွေအမျိုးသားရေးအမြင်နဲ့အလုပ်လုပ်နေတာဓမ္မနဲ့အာရမဆိုတဲ့မင်းကိုနိုင်ဘာတတ်နိုင်ဒီတို့ရခိုင်ရေးခင်းမှာတခေါ်အောင်မဟတ်နိုင်တော့တတ်ထားပြီအဲ့လိုရန်ကုန်သတိထားအမျိုးသားရေးကိုအလေးနဲ့ထားရမှာဖြစ်မယ်အဲ့လိုပါပဲဟိုဦးဇင်းတို့ပြီးခဲ့တဲ့3 ရက်4 ရက်5 ရက်တော့မွန်ပြည်နယ်သွားတွေ့ခဲ့ရတယ်ရာသာမင်းဆိုတဲ့ကားအသင်းကလားပိုင်ပဲအဲ့ဒီကားအသင်းကအဲ့ဒီကားပိုက်ရှင်ကအဲ့ဒီကားအသင်းရဲ့ဥက္ကဋ္ဌဖြစ်နေမထသဥက္ကဋ္ဌဖြစ်အေးသူဖြစ်တဲ့တည်းကကထိန်ခွန်းကုန်ပြီးတော့အားရောက်အပို့လုပ်ပြီးပြီသူနေရာရသွားတဲ့တပြိုင်နဲ့တန်းပြီးတော့လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာလှူဒါန်းခွင့်ကိုပိတ်ပလိုက်ပြီတတိထားပါဦးဇင်းတို့တွေကအမျိုးသားရေးနဲ့လူမှုရေးကွဲတယ်အမျိုးသားရေးနဲ့လူခွင့်ရေးကွဲနိုင်ငံရေးသမားတွေကအမျိုးသားရေးနဲ့လူခွင့်ရေးမကွဲဘူးဒါကြောင့်လို့သူတို့တွေကဓမ္မဘက်မှာလည်းမရတည်နိုင်ပြည်သူဘက်မှာလည်းမရတည်ဒီလိုလူတွေကစက်တိုက်နေရာရကြည်ကထိန်ခစ်ဆိုတာတော့ဘယ်ပြောက်ပါမှန်းသိမှာမဟုတ်တော့အဲ့ဒါပဲလေသူနေရာရသွားပြီနေရာရတော့ဘာဖြစ်လဲကထိန်ခင်းကိုပိတ်ပြန်လိုက်တယ်ကထိန်ခင်းကိုပိတ်ပြန်လိုက်တော့ဘာဖြစ်ဘုရားဘာသာမျက်နှာထိခိုက်တော့ကုသိုလ်တရားတွေဆုံးရှုံးသွားဒါလေးပဲအေးအဲ့ဒါတွေကိုသိတဲ့အခါကျတော့ဘောရမြိုင်ကစာချဆရာတော်လေးတွေစုထားတဲ့စုဖွဲ့ထားတဲ့တန်ခါကွန်ရက်ကအဲ့မှာစတိကာတွေကပ်ပြီးလိုက်ပြီးတော့ဘာသာတူလူမျိုးတူဆိုင်နေမှာဈေးဝယ်ဖို့ဘာသာတူလူမျိုးတူကားအသင်းတွေဝယ်စီးဖို့ဒါမျိုးလေးတိုက်ပြီးတော့စာဝတ်လေးတွေနဲ့ပြောကြစားလဲကို6ကိုသွားလဲကို6ကိုဝယ်လဲကို6ကိုစီးလဲကို6ကိုဒါမျိုးလေးပါအဲ့လိုမျိုးတွေနော်အဖျားကုံတော်9 ပါးတရားကုံတော်6 ပါးသံဃာကုံတော်9 ပါးဒါလေးကိုရည်ရွယ်ပြီးတော့စားလဲကို6ကိုဝယ်စားခဲ့တော့ဘုရားတရားတန်ခါအထိတ်အမှတ်သင်္ကေတအမှတ်သားပါတဲ့ဆိုင်လေးမှာဈေးဝယ်စားပါသွားလဲကို6ကိုဘာသာတူလူမျိုးတူတဲ့ကားအသင်းတွေကိုသွားပါအဲ့ဒါမို့ဆိုတော့နော်ဝယ်လဲကို6ကိုရောင်းလဲကို6ကိုအေးကိုယ်ဈေးတစ်ခုဝယ်ကိုပစ္စည်းတစ်ခုရရုံမပြီးသေးဘူးဒီအမြတ်ငွေရန်သူလက်ထဲရောက်သွားတယ်မြို့ဘာသာသာသနာအကုန်နစ်နာဒီငွေတွေနဲ့မိန်းကလေးတွေကိုရှူမယ်အတရားဓမ္မဘာသာသွင်းမယ်မွေးလာတဲ့ကလေးတွေအကုန်လုံးတိုင်းပြည်ရဲ့အန္တရာယ်ဖြစ်ဘာသာကိုဖျက်ဆီးမယ်သာသနာကိုဖျက်ဆီးမယ်နောက်ဆုံး
လူရေတိုးဝါရခိုင်ပြည်လူနေချက်ပဲတိုင်းပြည်ကိုလူယူမယ်သွားပြီလေဒါကြောင့်လို့ဒီအဝေးယူကြည့်ဒီအရှိယူကြည့်ကိုလိုချင်တဲ့ပစ္စည်းရယုံလေးနဲ့စရိအလွယ်တကူမဟုတ်နဲ့ကိုကြောင့်ကိုသင်္ကေတပါတဲ့ဈေးဆိုင်တွေမှာဈေးဝယ်ပါဒီလိုလိုက်လာပြီဟောအဲ့တော့ဘာဖြစ်လဲရာသာမင်းကအဲ့ဒီမော်လမြိုင်သူတွေမစီးကြတော့ဘူးဒါကြတော့ဟိုဘက်ကနေဒီရန်ကုန်လာရင်ကားချောင်းတော့လူချောင်းလူသိမ့်မပါသူတို့ချင်းချင်းပဲလာရစီးကြတယ်ဒါပေမဲ့ရန်ကုန်ကနေဟိုဘက်ကိုလာတဲ့ကားကျတော့အပြည့်ရွှေမြန်မာတွေအားပေးကြတာအဲ့တော့ရာသာမင်းကဘာလို့ဈေးချပလိုက်စတော့ဈေးတူ6000 5000တိချလိုက်1000သက်သာဗမာတွေမစည်းဘူး1000နဲ့ကိုကားပဲကိုစီးမယ်ထက်ချလိုက်အစင်းစင်း3500တိချတယ်အဲ့ဒီမှာဗမာတွေတောင်းခံမနေနိုင်တော့အခုပြန်စည်းနေသွားပြီလေဒီပွဲကဗမာတွေရှုံးရင်နောက်ဒီလိုဟာမျိုးတွေသူတို့တွေအုပ်စုဖွဲ့ပြီးတော့ဒီဆော်ဒီအာရေဗျလိုရေနံတထေးတွေကထောက်ပံ့တဲ့ငွေတွေနဲ့အဲစီးပွားရေးတွေအပြန်လုပ်တော့မှာအဘိုးတွေအများကြီးပဲဒီတစ်ခုပဲပြောလိုက်မယ်အဲကြောင့်ဗမာတိုင်းကနေဟိုတက်တာလေးတစ်ခုတည်းကိုမကြည့်နဲ့ဒီလိုကိုကဟိုရေသာခိုလိုက်တဲ့အတွက်ကြောင့်ဒီငွေလေး1500လောက်ကိုကြည့်မြင်လိုက်တဲ့အတွက်ကြောင့်ဒီ1500ပေါင်းတောင်းချီသွားရင်သိန်းချီသွားရင်အေးရန်သူရဲ့အင်အားဘယ်လောက်ထိအောင်ကောင်းသွားမလဲဘယ်လောက်ထိအောင်ကြီးသွားမလဲကြီးရင်ကြီးသလောက်ကောင်းရင်ကောင်းသလောက်လူမျိုးကိုဝါမျိုးမယ်ဘာသာသာသနာကိုဖျက်ဆီးမယ်နိုင်ငံရဲ့မြေထုရေထုတွေကိုလူယူမယ်သိမ့်ပိုက်မယ်ဒါပဲအဲ့ဒီအထီကိုကြည့်ပြီးတော့ဟိုတမျိုးသားလုံးကဒီဘက်ကသွားတဲ့လူတွေရောဟိုဘက်ကလာတဲ့လူတွေအကုန်လုံးညီတူမျှကိုကားကိုပဲစီးကြမယ်ဆိုရင်တော့ဟိုခီးသွားတာတောင်မှကားစီးတာတောင်မှအမျိုးသားရေးအမြင်နဲ့သွားကြမယ်အမျိုးသားရေးအမြင်နဲ့စီးကြမယ်နောက်ဆုံးကလာလျှော့တဲ့ငွေ1500ကြီးငါအမျိုးဘာသာသာသနာအတွက်လှူဒါန်းပါ၏အဲ့ဒီ1500အဆုံးရှုံးခံကိုကားကိုစီးလိုက်ပါအေးအဲ့ဒါဆိုရင်ဒီပွဲအနိုင်ရရင်နော်နောက်ပွဲတွေလည်းရွှေမြွားတွေဆက်ပြီးတော့အနိုင်ရနိုင်မှာအဲ့ဒါဆိုပြစ်မှတ်တစ်ခုချင်းပြောင်းပြီးတော့ဟိုကိုယ်အမျိုးဘာသာသာသနာကိုကာကွယ်သွားရုံအေးဒီပွဲမှာတော့ကိုရော်လေးတွေနဲ့ပြည်သူတွေနဲ့ပေါင်းပြီးတော့တိုက်တယ်ဒါပေမဲ့ဈေးနှုန်းကအဆမတန်ကွာနေဒီဘက်ကလည်းတိတ်မချနိုင်ချနိုင်တဲ့နီလန်းတွေကိုသူတို့ရှာကြမ်းနေကြတယ်ရအောင်လို့ပြည်စုအားမပါရင်တော့အဲ့ဒီမော်လမြိုင်ကြာဆုံးတော့ပါမော်လမြိုင်